ကဲဒီနေ့ကျူမွေးနဲ့မနက်စာစားမယ်ပေါ့နော်မနေ့ကမြန်မာဆိုင်မှာသွားရှာဝယ်လာကျူမွေးမစားရတာကြာပြီဆိုတော့အဲ့ဒါကိုမြုပ်သီးစိမ်းလေးလော်ပြီးတော့ပေါ့နော်မြုပ်သီးစိမ်းလေးကို ready လုပ်ထားမယ်မြုပ်သီးစိမ်းကိုပိုင်းနာမှာဆိုလို့လော်လိုက်တာပေါ့နော်ပြီးတော့အဲ့ငပိရည်လေးတွေကိုကျွတ်တုံပြူလေးနဲ့တစ်လောက်ထည့်ပြီးငပိရည်လေးပြစ်လာပြီဆိုလို့ရှင်ခွက်ကလေးရဲ့ဘနကready လုပ်ထားရဲ့ခွက်ကလေးတွေကိုမြုပ်သီးစိမ်းလေးနဲ့ရောပြီးတော့မွေးလိုက်မယ်ပေါ့နော်ပြီးတော့ရှိုးမုံလေးထည့်မယ်ကျမကတော့ရှိုးမုံအရင်ကြိုက်တယ်လို့ဆိုရှိုးမုံထည့်မှာရပါဆိုတော့ထဲမှာ microwave ထဲမှာအစုံညောင်းကြပြရဲ့ကြော်လေး7 lamp ငါဝယ်လာတဲ့15ဖတ်တန်ထမင်းပေါ့နော်အရင်စားကောင်းတယ်အားလေးနဲ့တို့စရာလေးလည်းပြုတ်ထားတယ်အတီးရွက်ကလေးတွေကချူလေးဆိုတော့ဘန်ကော့ဘီစိမ်းနဲ့ငပိရည်နဲ့လုံးဝပါဖတ်ပဲကျမအရင်ကြိုက်တယ်အဲ့တော့ကျမမနက်စာကပေါ့နော်ငပိရည်နဲ့ပေါ့တော်ပြည့်စုံနေပြီကိုရမနက်စာလေးရပေါ့ကဲစားပြလိုက်ပါမယ်ရှင်အားလုံးပဲကျူမွေးငပိရည်တို့ကိုဝယ်စားကြပါလို့ရှာစားကြပါလို့အားလုံးလည်းကြိုက်မယ်လို့ထင်ပါတယ်ကွယ်ကဲဒါပါပဲနော်ဘိုင်ဘိုင်